browser တစ်ခုခုကိုဖွင့်ပါဒီမှာတော့ Microsoft Edge လေးကိုဖွင့်လိုက်ပါမယ်ပြီးရင်တစ်ဘက်ကပေးတဲ့ download link လေးကို copy လုပ်ပြီးတော့ဒီထဲမှာ paste လုပ်ပါ control V နှိပ်ပြီးတော့ပေါ့နော်ပြီး enter တစ်ချက်ခောက်ဒါမျိုးလေးပေါ်လာရင်ဒီအလဲက download လေးကိုနှိပ်ပေးပါပြီးရင်ဒီ download anyway ထပ်နှိပ်ပါအဲ့ဒါကြရင်ဒီ file လေးတစ်ခု down ပါမယ်ပေါ့နော်တခါလေကျရင်ဒီကောင် virus file မှာဆိုပြီး warning တက်နေတတ်ပါတယ်အဲ့လိုမျိုးကျရင်ဒါမျိုး file လေးကို right click ထောက်ပြီးတော့ keep anyway download anyway နှိပ်ပေးပါအဲ့ဒါဆိုအဆင်ပြေပါတယ်ဒီမှာတော့အဲ့လို error မျိုးမတက်ပဲတန်း down လို့ရတော့ပါတယ်ဒီ file ရဲ့ location folder လေးကိုနှိပ်ပါပြီးဒီကောင်လေးကို right click ထောက်ပြီးတော့ run as administrator နဲ့နှိပ်ပါ yes နှိပ်ပါဒါလေးကတချို့ရဲ့ set ရဲ့ specification performance ကောင်းခြင်းမကောင်းခြင်းပေါ်မူတည်ပြီးတော့အနေမြန်กว่าပါတယ် internet speed ပေါ်လည်းသက်ဆိုင်ပါတယ်ဒါလေးစောင့်ပြီပါပြီးနောက်ထပ် pop up လေးထပ်တက်လာပါမယ်ခဏစောင့်ပါဒါဆို installation စနေပါပြီဒီ loading လေးပြည့်ဖို့တော့ကြာပါတယ်ကိုယ့်ရဲ့ internet speed မကောင်းရင်ပိုကြာပါတယ် set specification မကောင်းရင်လည်းပိုကြာပါတယ်ဒါလေး 100% ပြီးအောင်စောင့်ပေးပါ person လေးတက်နေရသိချင်ရင်ဒီ screen ညာဘက်အောက်တောင်တာလေးကဒီ show hidden icon ဆိုတာလေးကိုနှိပ်ပြီးတော့ဒါမျိုး window Microsoft ရဲ့ logo လေးကိုတစ်ချက်နေဒါမျိုး down နေတဲ့ person လေးပေါ်ပါတယ်ဒါလေးပြီးအောင်စောင့်ပေးပါဒါဆိုတော့ installation ပြီးသွားပါပြီ close လေးနှိပ်လိုက်ပါပြီးကျွန်တော်ဒီ desktop မှာ icon လေးတွေမတွေ့ရင်ဒီ search ကနေပြီးတော့ Excel လို့ရိုက်ရှာလိုက်ပါပြီးအဲ Excel လေးကိုဖွင့်ပါပုံမှန်ဆိုတာမျိုးစိုင်းရင်လုပ်ဖို့အကွက်လေးတက်တယ်ပေါ့နော်စိုင်းရင်လုပ်ဖို့ box လေးဒီစိုင်းရင်ဆိုတာလေးနှိပ်လိုက်ပါပြီးဒါမျိုး license ထည့်ဖို့box လေးကြပါတယ်အဲ့ထက်မှာကျွန်တော်တို့ဘက်ကနေဝယ်တဲ့ license email နဲ့ password ဖြည့်ပေးပါ email ထည့်ပြီး next password ထည့်ပြီး next ပြီးဒါမျိုးလေးပေါ်ရင် no this ad only ဆိုတော့နှိပ်ပါဒါလေးကနည်းနည်း internet speed ပေါ်မူတည်ပြီးအနေမြန်กว่าတတ်ပါတယ်ပြီးအောင်လေးစောင့်ပေးပါဒါဆိုရင်တော့ရပါပြီအဆက်ကိုနှိပ်ပေးပါပြီးကျွန်တော်တို့ဒီ screen ဘက်အောက်တောင်ကအကောင့်လေးကိုနှိပ်ပြီးတော့ဒီနေရာမှာလာစေးဒါမျိုးလေးပေါ်ပြီပေါ့နော်ဒီ Tracify အကောင့်လေးဝင်ထားတာဒါဆိုရင်တော့သုံးလို့ရပါပြီဒီကို install ထားတဲ့ application လေးတွေ desktop ပေါ်မပေါ်ရင်ဒီ Excel လေးကို right click ထောက်ပြီးတော့ဒါမျိုးမပေါ်နေရင်ဒီ search box ထဲမှာ Excel လို့ရိုက်ရှာပြီးတော့အဲ Excel ပေါ်ကို right click ထောက် open file location ကိုသွားပြီးဒီ Excel icon လေးကို copy တစ်ချက်နှိပ်ပြီးဒီဒါမျိုး desktop ပေါ်မှာ paste တင်ဒီ PowerPoint ကိုလည်းဒါမျိုးပဲ copy နှိပ်ပြီး desktop ပေါ်မှာ paste တင်ဒီ Word ကိုလည်း copy နှိပ်ပြီးဒီ desktop ပေါ်မှာ paste လုပ်ဒီလိုလုပ်ပြီးတော့ desktop ပေါ် icon လေးတွေရွှေ့လို့ရပါတယ်